အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပေါ့နော်dictionary ပို့ကြည့်ရမလဲကိုပြပြသွားမယ်ပေါ့နော်ဒီနေ့ dictionary ကိုမသိတဲ့ English စာတွေကိုမြန်မာလိုလည်းပြန်ပေးနိုင်တဲ့ dictionary ရဲ့ဒါမှမဟုတ်အတန်တွဲလေးပဲပြောပြတဲ့ dictionary ရဲ့အတန်တွဲလေးပဲပြောပြပြီးတော့အကြောင်းအရာကိုပဲရှင်းပြတဲ့ dictionary ရဲ့ဆိုပြီးတော့နှစ်ခုပြောပြသွားပါမယ်အဲ့တော့ကြတော့ပထမဆုံးတစ်ခုကဘာလဲဆိုရင် TRANSLATE translate လို့ရိုက်လိုက်ပါ translate လို့ရိုက်ထားဒီလိုပေါ်လာမယ်ဒီကကိုယ့်ရဲ့ဘာသာကကိုယ်ဗမာနေလဲအင်္ဂလိပ်လို့ပြောလို့ရတယ်ဒီမှာလဲတော့ဘာသာမျိုးစုံရှိရဲ့ဘေကဒါကတော့ဆက်စချင်းပြောင်းနေဆက်စချင်းရေးရမယ်ဘာသာဒါကတော့ဘာသာပြန်ကိုဘာသာပြန်စေခြင်းနဲ့ဘာသာအဲ့လိုမျိုးကပါတယ်ဒါပေမဲ့ဒီမျိုးတစ်ခုကတူနေကြတယ်ဒါပေမဲ့ဒီအင်္ဂလိပ်ကဒီဘက်ကိုရောက်ချင်ရင်ဒီဘက်ကဟာလေးဒီဘက်ကဒီမှာဒုမျိုးများလေးကိုနှိပ်ပေးလိုက်လို့ရပါတယ်ပြီးတော့ကြတော့နောက်ထပ်အတန်အတွက်ပဲယူလို့ရတဲ့ dictionary အတန်အတွက်ပဲယူလို့ရတဲ့ dictionary ကတော့ DICTONARY dictionary ဖြစ်ပါတယ်ဒီ dictionary ကတော့လွယ်လွယ်လေးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ dictionary လို့ရိုက်ထည့်လိုက်ရင်ဒီမှာတကယ်လို့ video လို့ဖြစ်နေ all ကိုပါ all ကိုတော့ပြီးတော့ဒီမှာ server မှာ word flow ရိုက်ထည့်လိုက်ပါပြီးတော့ကျွန်တော်တို့ရှာခြင်းနဲ့ဟာကိုရှာပါမယ်ကျွန်တော်ကတော့ဥပမာမျိုး choose ကိုရှာလိုက်ပါမယ်Okay ပါ choose ခဏလေး I am choose အဲ့ဆိုရင်ဒီအောက်မှာသူပတ်သက်တဲ့ဟာတွေကိုလည်းပေးထားပါတယ်အဲ့ဒီ choose နဲ့ပတ်သက်တဲ့ဟာတွေပြီးတော့ကျွန်တော်တို့ဒီမှာနားထောင်ကြည့်ပေးပါ choose Okay အဲ့လိုမျိုးလည်းနားထောင်လို့ရပါတယ်ကဲပြီးတော့ကြတော့ဒီမှာ language တွေလည်းရွေးလို့ရတယ်ပေါ့နော် Burmese ကတော့ရွေးလို့ဒီမှာ Basmese လည်းရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့သူတယောက်ချင်းတက်ကိုကျေးဇူးတင်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ video လေးကတင်ချင်းတို့အတွက်အကျိုးရှိစေမယ်ဆိုရင် like တဲ့ channel subscribe လုပ်ခဲ့ပေးဖို့ပြောချင်ပါတယ်ပြီးတော့ကြတော့ဒီ comment လေးမှာအဆင်ပြေတာလေးဝင်မဲ့ပေးဖို့လည်းပြောချင်ပါတယ်အားလုံးကို bye bye ကျေးဇူးတင်ပါတယ်ခင်ဗျာ